နိုင်ငံတကာသတင်းတစ်ပုဒ်အနေနဲ့ကတော့ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငါခရိုင်တကွပါမြို့နယ်မှာမူရစ်ဆေးဝါးတွေကိုရှုပ်ဝက်ပြီးတည်ဆောင်လာတဲ့မြန်မာအမျိုးသမီး2ယောက်ကိုထိုင်းရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာအမျိုးသမီး2ယောက်ကတော့အသက်40အရွယ်လောက်ရှိနေပြီဖြစ်ကရနောင်းပြည်နယ်ကနေတဆင့်ခူရာဘူရီခရိုင်တကွာပါခရိုင်ကိုဖျက်ကျော်ပြီးတော့ဖန်ငါပြည်နယ်ရဲ့တနေရာကိုတည်ဆောင်ဖို့အတွက်တွားရောက်စဉ်မှာဖမ်းဆီးခံရတာလို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။သူတို့ကိုတကွာပါခရိုင်ဘတ်စကာဂိတ်မှာရဲတွေကစောင့်ဆိုင်ပြီးတော့ရှွန်ဖွန်ဖူခက်ခီးတဲ့တင်ဘတ်စကာရောက်ရှိလာစဉ်မှာဖမ်းဆီးခဲ့တာပါ။အဲ့ဒီအမျိုးသမီးတွေကိုစစ်ဆေးရမှာဘရာစီယာအတွင်းရှုပ်ဝက်သေးဆောင်လာတဲ့ပလတ်စတစ်အိတ်12ထုပ်ကိုတွေ့ရှိခဲ့ရပြီးတန်ဖိုးဘန်းငွေ2တန်းကျော်မူရစ်ဆေးဝါးတွေကိုတွေ့ရှိခဲ့တာလို့ဖော်ပြထားပါတယ်။အဲ့ဒီမြန်မာအမျိုးသမီး2ဦးကိုမူရစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုနဲ့ဥပဒေအရဆောင်ရွက်သွားမယ်လို့လည်းထိုင်းရဲတွေကအသိပေးထားပါတယ်ရှင်။